ကပတိန်မူတနီကတော့ဟီဇူဘာကိုနောက်တစ်ခါထပ်မရှုံးနိုင်မှုသတိပေးခဲ့ပါတော့တယ်ကပတိန်မူတနီဟာဟီဇူဘာရဲ့နေရာကိုသွားပြီးစောမပြုတ်လုပ်နေတဲ့ကျင်းစာကိုစစ်ဆေးပါတယ်ဟီဇူဘာကကျင်းစာကိုအပိတက်လိုက်ပြီးရင်းဂျာတွေကိုနိုင်ဖို့အသုံးပြုဖို့ကြံစီပါတယ်ကျင်းစာကိုအသုံးပြုပြီးသူမဟာဖရီကီတီကီရဲ့ဝိညာဉ်ကိုလွတ်လိုက်ရာသူကအပြေးလေးချနေတဲ့လီယိုကိုရင်ဆိုင်တက်ခိုက်ပါတယ်လီယိုဟာဖရီကီတီကီကိုပြန်တွေ့လိုက်ရလို့တန်းလို့သွားပေမဲ့မွန်စတာကိုပြန်တက်ခိုက်ခဲ့ပါတယ်ဖရီကီတီကီကလီယိုကိုအသာစီးရနေတဲ့အချိန်မှာအသွင်ပြောင်းလဲထားတဲ့ဂျန်ရင်းဂျာတွေကသူတို့တငယ်ချင်းကိုကူညီဖို့ပေါ်လာခဲ့ပါတယ်လီယိုအသွင်ပြောင်းလဲလိုက်ပြီးရင်းဂျာ9ယောက်ဖရီကီတီကီကိုတိုက်ခိုက်ရမှာလီယိုကသူ့ရဲ့ခွေစာဆေးပါးရဲ့စွမ်းအားအဖြစ်နဲ့ခုတ်ချက်ကိုသုံးပြီးမွန်စတာကိုအနိုင်ယူလိုက်ပါတယ်ရင်းဂျာတွေခဏအနားယူတဲ့အချိန်မှာလီယိုကဖရီကီတီကီဘလို့ပြန်လာတယ်ဆိုတာရှင်းပြနေတော့ခရုံးကကောင်းကင်မှာနောက်ထပ်အလင်းတစ်ခုကိုတွေ့လိုက်ရပါတယ်ရင်းဂျာတွေဟာမြို့ထဲမှာပြက်လက်အသက်ရှင်လာတဲ့တက်ဆာကိုရင်ဆိုင်တက်ခတ်ခဲ့ပေမဲ့သူကရင်းဂျာတွေကိုအနိုင်ယူလိုက်ပါတယ်မိုက်ကတရားပေါ်ကနေနောက်ထပ်အလင်းတစ်ခုကိုတွေ့ပြီးရင်းဂျာတွေကိုသတိပေးလိုက်ပါတယ်တက်ဆာကိုအမြန်ဆုံးသတ်ဖို့ဆုံးဖြတ်ပြီးရင်းဂျာတွေကသူတို့ရဲ့ခွေစာလောင်ချာတွေကိုထုတ်သုံးကလီယိုကသူ့ကိုပြီးတက်လိုက်ပါတယ်အဲဒီနောက်မှာသူတို့အလင်းနဲ့နောက်ကိုဂိုရောင်လေးရှိရာခရိုင်စီလိုက်သွားပြီးပြန်လည်အသက်ရှင်လာတဲ့ဟောင်းကိုတိုက်ခိုက်က Trandaka Star Information နဲ့နောက်တစ်ချိန်နိုင်လိုက်ပါတယ်အဲဒီနောက်မိုက်ကမက်ဂနာဒီဖန်ဒါဖြစ်တင်ပြောင်းသွားပြီးရောက်ရှိလာကအယ်ဖာကထရာဗန်ချာစီဝင်လာနေတဲ့အလင်းနဲ့တွေထပ်တွေ့ကြောင်းသတိပေးပါတယ်ခိုင်ကသူတို့မွန်စတာတွေကိုတနေကုန်လိုက်တက်ခိုက်နေလို့မရဘူးဆိုတာသဘောပေါက်သွားပါတယ်ဘာလို့လဲဆိုတော့သူတို့နောက်ဆုံးမှာပင်ပန်းနဲ့သွားမှာဖြစ်လို့ပါဒါကြောင့်သူတို့ဟာမွန်စတာတွေရဲ့ရင်းမြစ်နေရာမှာတွားတားစီရမယ်လို့ဆုံးဖြတ်လိုက်ပါတယ်ခိုင်ကသူ့ရဲ့ချက်ချင်းမနဲ့ရင်းမြစ်ကိုတွားရှာဖို့ဆုံးဖြတ်လိုက်ပြီးကျန်တဲ့သူတွေကတော့ပြန်တက်ရှင်လာတဲ့မွန်စတာတွေကိုဆက်လက်တက်ခိုက်နေခဲ့ပါတယ်ခိုင်ကန်တဲ့ထွက်ခွာသွားချိန်မှာရင်းဂျာတွေဟာဒက်စတူရိုကိုရင်ဆိုင်တက်ခိုက်ခဲ့ပြီးအနိုင်ယူနိုင်ခဲ့ပါတယ်အဲဒီနောက်လီယိုကကေဆာကို Best of Fire နဲ့အနိုင်ယူလိုက်ပါတယ်နောက်ထပ်ဝိညာဉ်တွေထပ်ဝင်လာတဲ့အတွက်ရင်းဂျာတွေဟာနေရာပုံနှံ့အောင်ခွဲလိုက်ကြပါတယ်တချိန်တည်းမှာပဲမိုက်ဟာ Fish Face ကိုဓာတ်ချက်အနှဲငယ်နဲ့နိုင်လိုက်ပြီးတဲ့နောက် Tetron နဲ့ရင်ဆိုင်တွေ့ခဲ့ပါတယ်။ Tetron ကသူ့ကို Magna Defender အရင်လိုထင်မှားသွားခဲ့ပါတယ်။လိုပဲဖြစ်ဖြစ်မိုက်က Tetron နဲ့ Swabi တွေကိုခုခံတိုက်ခိုက်ခဲ့ပါတယ်။ Swabi တွေကိုရှင်းလင်းပြီးတဲ့နောက်မိုက်က Tetron ကိုသူ့ရဲ့ Magna Blaster နဲ့အနိုင်လိုက်ပါတယ်။တောထဲမှာတော့ Leo နဲ့ Maya တို့က Mutant Frank ကိုတိုက်ခိုက်နေပြီး Demo နဲ့ Chrono က Head to Choke ကိုတိုက်ခိုက်နေပါတယ်။ Green နဲ့ Pink Ranger တို့ Monster ကိုအနိုင်မတိုက်နိုင်ဖြစ်နေချိန်မှာ Leo, Mike နဲ့ Maya တို့ Mutant Frank နဲ့ Tetron ကိုအနိုင်ယူပြီးတဲ့နောက်သူတို့တငယ်ချင်းတွေကိုကူညီဖို့ရောက်ရှိလာခဲ့ပါတယ်။သူတို့9ယောက်ဟတ်တူချုပ်ကိုပူပေါင်းတက်ခိုက်ပြီးအနိုင်လိုက်နိုင်ပေမဲ့ဇက်တိုက်တိုက်ပွဲတွေကြောင့်အလွန်ပင်ပန်းနှံ့နေခဲ့ကြပါတယ်။ခိုင်ဟာနောက်ဆုံးမှာတော့ဟီဇူဝါရဲ့နေရာကိုရောက်သွားပြီးသူမခွိတ်မိခါကိုဆင့်ခေါ်နေရကိုတားဆီးလိုက်ပါတယ်။သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့ကြပေမဲ့ဟီဇူဘာက Blue Ranger ကိုအနိုင်လိုက်ပြီးခွိတ်မိခါကိုဆင့်ခေါ်နိုင်ခဲ့ပါတယ်။အဲဒီနောက်ဟီဇူဘာကခိုင်ကိုအပြန်အောင်ဆွဲရည်နဲ့ချီနှောင်လိုက်ပေမဲ့ခိုင်ကသူ့ကိုယ်သူလွတ်မြောက်အောင်ကြိုးစားပြီးမှန်လုံးကိုဖျက်ဆီးလိုက်ပါတယ်။ခိုင်ဟာဟီဇူဘာရဲ့နေရာပေါက်ကွဲမသွားခင်မှာလွတ်မြောက်လာနိုင်ခဲ့ပြီးဆုံးမလည်းအဲ့ဒီထဲမှာပေါက်သွားပုံရပါတယ်။တစ်ချိန်တည်းမှာ Ranger တွေဟာခွိတ်မိကာကိုရင်ဆိုင်တက်ခတ်ခဲ့ပေမဲ့ Monster ကသူ့ရဲ့ပင်ပန်းနှံ့နေမှုကိုအခွင့်ကောင်းယူတက်ခိုက်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲခိုင်ရောက်ရှိလာပြီးသူ့ရဲ့စွမ်းအားမြင့်တိုက်ခွဲနဲ့ခွိတ်မိကာကိုအနိုင်လိုက်နိုင်ပါတယ်။ခိုင်ကဟီဇူဘာကိုနောက်ထပ် Monster တွေဆင့်ခေါ်လို့မရအောင်တားဆီးနိုင်ခဲ့ပြီလို့ပြောလိုက်ပေမဲ့အဲ့ဒီအချိန်မှာပဲစုံမက Terra Venture ကိုပြန်တန်းဝင်ရောက်လာတာကိုတွေ့လိုက်ရပါတယ်။သူတို့ဟီဇူဘာကိုမြို့ထဲမှာရင်ဆိုင်တက်ခိုက်ခဲ့ကြပါတယ်။သူမက Monster ရဲ့ဝိညာဉ်တွေကိုအသုံးပြုပြီးစွမ်းအားပုံမရယူလိုက်ရာသူမရဲ့ခန္ဓာကိုယ်ပေါ်မှာ Monster မျက်နှာတွေပေါ်ပေါက်လာပြီးအပြာရောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Ranger တွေက Light of Orion ကိုအသက်သွင်းတိုက်ခိုက်ခဲ့ပေမဲ့ Hizuba က Power Up တိုက်ခွက်ကိုကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။ Leo ကသူ့ရဲ့ Red Armor Ranger မှုကိုအသက်သွင်းပြီး Hizuba ကို Laser Beam တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့သူမကအဲ့တိုက်ခိုက်မှုကိုခံယူပြီးအကောင်ကြီးဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ Ranger တွေကသူတို့ရဲ့ Gutter Beast တွေနဲ့ Torozzo ကိုခေါ်ယူပြီး Glazima ကဆောက် Power Up မှုနဲ့ Defender Torozzo ကိုအသီးသီးဖွဲ့စည်းခဲ့ကြပါတယ်။ Hizuba က Mega Shot တွေကိုသူမရဲ့ခြေလက်တွေနဲ့ချီနှောင်ပြီးလဲကျသွားတဲ့အထိလက်စနဲ့တိုက်ခိုက်ခဲ့ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ Leo က Canterus နဲ့ Starter Force Mega Shot တို့ကိုခေါ်ယူလိုက်ပြီးသူတို့နှစ်ဖွဲ့က Hizuba ကိုပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။ Glazima ကဆောက်ပြန်လဲထားရနိုင်ချိန်မှာ Ranger တွေဟာ Hizuba ကို Glazima ကဆောက်စေးပါနဲ့ဖျက်ဆီးလိုက်ပြီးစုံမရဲ့ဘဝကိုအဆုံးသတ်လိုက်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ Commander Standard ကခိုင်နဲ့မိုက်တို့ကို High Counselor Renia နဲ့တွေ့ဆုံဖို့တရားပေါ်ကိုခေါ်ဆောင်လာခဲ့ပါတယ်။ Standard ကစိုးရတဲ့သတင်းတစ်ခုယူဆောင်လာခဲ့ပါတယ်။ Caravancha ရဲ့လောင်စာဆီတူလာယုံတွေဟာညဉ့်ညမ်းသွားခဲ့ပြီးသူတို့ engine စွမ်းအားဆုံးရှုံးသွားတာနဲ့ကိုလိုနီရဲ့ပတ်ဝန်းကျင်ဆိုင်ရာစွမ်းအင်တွေပါပျက်စီးသွားမှာဖြစ်ပါတယ်။ဒါကကိုလိုနီတွေကအရာအလုံး AKB တိတ်ဆုံးသွားနိုင်တယ်လို့ဆိုလိုပါတယ်။ဒါအပြင်ပိုဆိုတာက Standard ကအရာအလုံးမရက်တန့်ခင်သူတို့မှာအချိန်ရက်နှဲငယ်ပဲကျန်တော့တယ်လို့ပြောကြားလိုက်ပါတယ်။ခိုင် Mike နဲ့ Renia တို့ပေါ်သတင်းစိုးရဲ့ဝင်မို့ကြောက်သွားခဲ့ပါတော့တယ်။ခိုင်က Commander Standard ကို Engine 4ရဲ့ Exhaust Pressure ဟာအနည်းအောင်စစ်ထိတက်နေကြောင်းပြောနေပါတယ်။ကျိုးစားမှုတွေရှိပေမဲ့ Terra Venture ဟာ Engine 4ကိုအပူလွန်ခဲ့ပြီးပောက်ကွဲဆုံးရှုံးသွားခဲ့တယ်။ Commander ကခိုင်ကိုကျန်တဲ့ engine တွေကိုစွမ်းအားတစ်ဝက်နဲ့လဲပတ်ဖို့ပြောခဲ့ပြီး Demo ရောက်လာက Engine 4အတွက်တောင်းပန်ခဲ့ပါတယ်။ Commander ကသူအကောင်းဆုံးလုပ်ခံမှန်းသိကြောင်းကျန်တဲ့ engine တွေကို Demo ကလွဲလို့ဘယ်သူမှဆက်ထိန်းထားနိုင်မှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။ Standard က Mike ကိုနောက်ထပ် engine တစ်လုံးဆုံးရှုံးရင်သူတို့ပျက်စီးပြီဖြစ်ကြောင်းပြောခဲ့တယ်။ကမ်းခြေမှာ Barbaras ကဒီနေရာဟာအကောင်းဆုံးနေရာဖြစ်ကြောင်းကြော်ညာနေတော့ Ranger တွေရောက်ရှိလာပြီးသူ့ကိုထွက်သွားဖို့ပြောခဲ့ပါတယ်။ Swabi တွေကိုတိုက်ခိုက်ပြီးတဲ့နောက်သူတို့ Barbaras နောက်ကိုလိုက်ဖို့ပြင်လိုက်ပေမဲ့ Divya ကရုတ်တရက်ပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။
ဒီဗီယက်ကရင်ဂျာတွေစစ်တဲ့ကြနေတာကိုဘာဘာရက်စ်မြင်ကြောင်းသူတို့အတွက်အခြေအနေပိုဆိုးလာတော့မှဖြစ်ကြောင်းပြပြခဲ့ပါတယ်။လီယိုကဒါကိုလက်မခံပဲညှိခုံခဲ့ပြီးဒီဗီယက်နဲ့ဘာဘာရက်စ်တို့ရင်ဂျာတွေကိုစတင်တိုက်ခိုက်ခဲ့ကြပါတယ်။တောင်ခါသားတွေကြားရတဲ့အခါဒီဗီယက်ကရင်ဂျာတွေမကြခင်ဘာတွေ့ရမလဲဆိုတာစောင့်ကြည့်လိုက်ပါလို့ပြောခဲ့ပါတယ်။ဘာဘာရက်စ်ကလည်းသဘောတူခဲ့တယ်။ပင်လယ်လက်ကနေဘာမှထွက်မလာတဲ့အခါဘာဘာရက်စ်ကသူတို့တကယ်ဆွမ်းအောင်ကိုမြင်ရတော့မလို့ပြောလိုက်ပြီးခရောင်းကသူ့ကိုကြောင်းခုတ်သူလို့ခေါ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတိုင်ရနဆောဟာသူ့ကြောဘော်ကရဲရိုက်ခဲကနေကပတိန်မိုဒနီမောင်းနေပြီးလိုက်လုံးနေကြကနေထွက်ပေါ်လာခဲ့ပါတယ်။ရင်ဂျာတွေကိုပေးတဲ့ချိန်မုံမို့ဆုံးဖြတ်ထားတာပါ။ရင်ဂျာတွေကိုနင်းချင်လို့လုပ်ပြီးနောက်တိုင်ရနဆောဟာနျူရော့ဒုံးစီကိုဥတီသွားခဲ့ပါတယ်။ရင်ဂျာတွေဟာဂလတာဘစ်တွေကိုခေါ်ယူပြီးဂလိုက်စီမကာဆော့ကိုဖွဲ့စည်းခဲ့တယ်လို့ကန်ထော်ရက်စ်နဲ့စန်တိုဖော့စ်တို့ကိုပါခေါ်ယူခဲ့ပါတယ်။မကာဆော့တောင်းမှုရှိပေမဲ့လည်းတိုင်ရနဆောရဲ့ကြီးမားတဲ့ခွန်အားနဲ့စွမ်းရင်တက်ခိုက်မှုတွေကိုမခံနိုင်ပဲဘာပျက်စီးမှုမှမပေးနိုင်ခဲ့ပါဘူး။တိုင်ရနဆောကကန်ထော်ရက်စ်လက်မောင်းကိုသူ့မေယုံနဲ့ဆွဲဖြုတ်ပလိုက်ပြီးဂလိုက်စီမကာဆော့ကိုဓာတ်ရိုက်ပစ်ခတ်တက်ခတ်လိုက်တဲ့အတွက်ဂလတာဘစ်တွေအဖြစ်ပြန်လည်ပြုတ်ကွဲသွားစေခဲ့ပါတယ်။ကပတိန်မိုဒနီကရင်ဂျာတွေကိုပေးတက်ဖို့ပြင်ဆင်နေချိန်မှာတိုင်ရနဆောနဲ့ရဲတိုက်တို့ဟာအပူလွန်ခဲလာခဲ့ပါတယ်။ကပတိန်မိုဒနီကဘာဘာရက်စ်နဲ့ဒီဗီယက်တို့ရဲ့ဆုတ်ခွာဖို့တောင်းပန်မှုတွေကိုအစားအမှညှင်းဆိုခဲ့ပြီးတိုင်ရနဆောကိုအသုံးပြုကစတာတိုဖော့စ်လက်မောင်းကိုပါဆွဲဖြုတ်ခဲ့ပါသေးတယ်။နောက်ဆုံးမှာတော့သူဆုတ်ခွာဖို့ကလွဲလို့ရေးချက်စရာမရှိတော့မှတီးပြီးရှုံးနိမ့်သွားတဲ့မကာဆော့3ခုကိုထားခဲ့ကထွက်ခွာသွားခဲ့ပါတယ်။တိုင်ရနဆောဟာပင်လယ်လေးကိုအမြင်ပြန်သွားပြီးသူ့ကိုယ်သူပြန်အေးခံခဲ့ပါတယ်။ဘာဘာရက်စ်ကချက်ချင်းပြန်သွားပြီးရင်ဂျာတွေကိုပြီးသက်ချင်ပေမဲ့ကပတိန်မိုဒနီကသူတို့ထပ်ပြီးပုံလွန်ခဲ့သွားမှဖြစ်ကြောင်းပြပြခဲ့ပါတယ်။တိုင်ရနဆောရဲ့ဝင်ကိုပုတ်သွားအောင်ကပတိန်မိုဒနီကရဲတိုက်ကိုဖြုတ်ချဖို့မိတ်ပေးလိုက်ပါတယ်။ခရာဘချာပေါ်ပြန်ရောက်တဲ့အခါမာယာကတိုင်ရနဆောအေးခံမိတာနဲ့ပြန်လာမှဖြစ်ကြောင်းတခြားသူတွေကိုပြောခဲ့ပြီးလီယိုကတော့သူပြန်လာတဲ့သူတို့ထပ်ပြီးပုံလွန်ခဲ့သွားနိုင်လို့ဆိုပါတယ်။ခိုင်ကတိုင်ရနဆောကျောကမိုဒနီကစတယ်ကိုသတိရလိုက်ပြီးဒါဟာသူ့ကိုအနိုင်မဲ့တော့တဲ့ဖြစ်နိုင်တယ်လို့တွေးမိခဲ့ပါတယ်။ဓမ္မုံကမိုက်ကိုဆက်သွယ်ပြီးတော့ကျန်တဲ့အင်ဂျင်တွေအချိန်တွေဘယ်လိုရှိလဲလို့မေးတဲ့အခါမိုက်ကအပူချိန်တွေပုံမှန်ပဲဖြစ်သွားပြီဆိုကြောင်းပြောခဲ့ပါတယ်။ခိုင်ကသူ့အစီအစဉ်ကိုဆက်ပြောပြီးတိုင်ရနဆောသာပြန်လာခဲ့ရင်သူ့ရဲ့ရဲတိုက်ကိုပဲအားဆက်တက်ခိုက်ပြီးထပ်မံအပူလွန်ခဲ့ရလုပ်ရမယ်။ဒါဟာသူ့ရဲ့အားနည်းချက်ဖြစ်လိမ့်မယ်လို့ဆိုပါတယ်။ခရောင်းကတော့တိုင်ရနဆောပြန်လာမလားဆိုတာအမေကမဟုတ်ပဲဘယ်ချိန်ပြန်လာမလဲဆိုတာပဲဖြစ်ကြောင်းပြောခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲမိုနီကစတယ်မှာတော့စတယ်ဗီတွေကရဲတိုက်ကိုတိုင်ရနဆောနဲ့ချိတ်ဆက်ထားတဲ့ဘော့ဂျီကိုဖျက်ဖို့ကြိုးစားနေကြပါတယ်။ဘာဘာရက်စ်ကဒီဗီယက်ကိုဘလောက်တောင်မှမေးတဲ့အခါဒီဗီယက်ကမကြခင်ပြီးတော့မှဖြစ်ကြောင်းပြီးရင်တိုင်ရနဆောတက်ခိုက်တော့မှဖြစ်ကြောင်းပြောခဲ့ပါတယ်။ဘာဘာရက်စ်ကစတယ်ဗီတွေကိုပို့တွန်းခိုင်းပြီးဘော့လဲကျွတ်သွားခဲ့ပါတယ်။မိုဒနီကရဲတိုက်ကိုချက်ချင်းခုတ်ပြဖို့မိတ်ပေးလိုက်ပြီးစတယ်ဗီတွေက level ကိုဆွဲချလိုက်ရာရဲတိုက်ဟာတိုင်ရနဆောကျောဘော်ကနေပင်လယ်လေးကိုပြုတ်ကျသွားခဲ့ပါတယ်။မိုဒနီကတိုင်ရနဆောကိုထရာမန်ဆာကိုတောက်လိုက်ခိုက်ဖို့လုပ်လိုက်ပါတယ်။တိုင်ရနဆောကြောက်လာတဲ့အခါရင်ဂျာတွေကအချိန်မဆိုင်မဲ့ဂလတာဘစ်တွေကိုခေါ်ယူလိုက်ပါတယ်။ဒါပေမဲ့တိုင်ရနဆောရဲ့တခုတည်းသောအားနည်းချက်ဖြစ်တဲ့ရဲတိုက်ပြောင်းရကိုတွေ့လိုက်ရလို့စိုးရိမ်သွားကြပါတယ်။ဒါပေမဲ့ရင်ဂျာတွေကတိုင်ရနဆောကိုထရာမန်ဆာကိုဖျက်ဆီးဖို့မပေးနိုင်တဲ့အတွက်ဂလတာဘစ်တွေနဲ့တက်ခတ်ခဲ့ပြီးမိုက်ကလည်းထိုရိုဇောနဲ့အတူကူညီပေးဖို့ရောက်ရှိလာခဲ့ပါတယ်။ရင်ဂျာတွေခက်ခဲတွေ့ခဲ့ပေမဲ့လီယိုကလိုင်ယွန်ဂလတာဘစ်ရဲ့မိတိုက်ခိုက်မှုနဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုလုပ်ဆောင်နိုင်ခဲ့ပါတယ်။အဲဒီနောက်ရင်ဂျာတွေကဂလက်စီမကာဆော့ကိုဖွဲ့စည်းလိုက်ပြီးကန်နာရက်စ်နဲ့စတန်တိုဖော့စ်တို့ကိုပါခေါ်ယူလိုက်ရာအချိန်တွေပိုပြီးကောင်းမွန်လာခဲ့ပါတယ်။ထိုင်ရနဆော့ရဲ့အမိကိုဒက်ဖန်နာထိုရိုဇော့ရဲ့ပတ်စံနဲ့ဖျက်ထားပြလိုက်ခဲ့ပြီးစတန်တိုဖော့စ်နဲ့ကန်နာရက်စ်တို့ပူးပေါင်းတိုက်ခိုက်မှုနဲ့ထိုင်ရနဆော့ကိုဒဏ်ရာရစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂလက်စီမကာဆော့ကသူ့ရဲ့ Orion စွမ်းရင်သုံးစီပါနဲ့အဲဒီအေယာမတားရဲကြီးကိုအပိတိုင်ဖျက်ဆီးပလိုက်နိုင်ခဲ့ပါတယ်။ကရာဘတ်ရှာရဲ့အင်ဂျင်3ကပါပူလွန်ခဲ့လာခဲ့ပေမဲ့ဒီတစ်ခါမှာတော့ဒက်ဘုံကကိုလိုနီရဲ့တတိယမြောက်အင်ဂျင်ကိုတင်းငင်အောင်ထိန်းထားနိုင်ခဲ့ပါတယ်။အင်ဂျင်အဖွဲ့သားတွေအောင်မခံခဲ့ကြပြီးခိုင်က Commander Sterling ကိုအပူစိန်ပုံမှန်မဖြစ်သွားဘူးကြောင်းပြပြခဲ့ပါတယ်။ Commander Sterling ကအင်ဂျင်ကိုအခုတစ်ချိန်ပြင်နိုင်ခဲ့ပေမဲ့ကိုလိုနီအတွက်အချိန်ကုန်ဆုံးနေစေဖြစ်ကြောင်းလည်းပြောကြားလိုက်ပါတော့တယ်။